နေဇရီယာဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်ကျော်စွာဦးသည်ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနဲ့အတူဒီကနေ့မနက်ပိုင်းကဖလန်းမြို့တော်ခမ်းမ၌ကျင်းပပြုလုပ်တဲ့ဖလန်းမြို့မှာယာယီနေရဲဆွန့်ခွာပြီးပြန်လည်ဝင်ရောက်လာတဲ့ဒေသခံပြည်သူများနဲ့ကျောင်းသားကျောင်းသူများအားထောက်ပံ့ပစ္စည်းများပေးရတဲ့ခန္ဓာသို့တက်ရောက်ပြီးအဖွင့်မှာစကားပြောကြကဒုတိယဝန်ကြီးနဲ့ကော်မတီအဖွဲ့ဝင်များကဖလန်းမြို့မှာယာယီနေရဲဆွန့်ခွာခဲ့ပြီးပြန်လည်ဝင်ရောက်လာတဲ့နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရတဲ့ဒေသခံပြည်သူများအတွက်အိမ်မိုးသွပ်ပြား1200ကျပ်ခန့်နဲ့အခြေခံပညာကျောင်းသားကျောင်းသူများအတွက်ကျောင်းဝတ်စုံ3000တို့ကိုထောက်ပံ့ပေးရရာဒေသခံပြည်သူများနဲ့ကျောင်းသားကျောင်းသူများကလက်ခံရယူကြပါတယ်ထို့နောက်မြို့မိမြို့ဖတအုပ်ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။ထို့နောက်ဒုတိယဝန်ကြီးကညီကုန်းချုပ်မှစကားပြောကြားပြီးဒေသခံပြည်သူများနဲ့ကျောင်းသားကျောင်းသူများအားအားပေးစကားပြောကြားခဲ့ပါတယ်။ဆက်လက်၍ဒုတိယဝန်ကြီးနဲ့ဖွဲ့သည့်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ခရီးရန်ဘာသာရေးခေါင်းဆောင်များမြို့မိမြို့ဖများနဲ့တွဲဆုံပွဲသို့တက်ရောက်မှစကားပြောကြားခဲ့ပါတယ်။တွေ့ဆုံပွဲတွင်မြို့မျိုးဖများကဖလန်းမြို့ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကိုတင်ပြကြရာဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများကပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ။